ချစ်စွာသောမြတ်စွာအိုးချစ်စွာသောဥပရိမြတ်စွာစေတနာဝါဒနာအနစ်နာနာသုံးနာရင်မှားထားဆရာသခင်များပညာသင်ကြားသင်ထားကျေးဇူးရွယ်ရည်စုကချစ်ဦးတင်တုံးစခါဒီပါဠိအလားစာရှိမှနမမိပါအာစရိယာအိုးချစ်စွာသောဥပရိမြတ်စွာချစ်စွာသောမြတ်စွာအိုးချစ်စွာသောဥပရိမြတ်စွာစေတနာဝါဒနာနဲ့နာသုံးနာရင်မထားဆရာသခင်များပညာသင်ကြားသင်ထားကျေးဇူးရွယ်ရည်စုကရှိဦးတင်အပ်တုံးစခါဒီပါဠိအလားစာရှိမှနမမိပါအာစရိယာအိုးချစ်စွာသောဥပရိမြတ်စွာဘဝတွေထွေတွေအခြေအနေအကြောင်းကြောင့်သာတည်ရည်တမြည်ပြောင်းကြတာကြည်ကြည်ရာညဉ့်ညူရာစကားဥပမာဒီကြောင့်ကြီးနဲ့နှစ်ပေါင်းရှိပြအနေကွာလှမ်းနေမဲ့အခုလိုလေတစ်နှစ်မှတစ်ခါပြန်လေတွေ့ဆုံကြတာဝမ်းမြောက်ပြီးဒီပြဆရာမကြီးများရဲ့အဆုံးအမခံယူတာဘာသာရေးသာသနာရေးရာနိုင်ငံရေးလူမှုရေးရာဇီဝရေးရာဖြာဆွေးနွေးတိုင်ပင်ကြရတာပျော်ရွှင်စရာအကြောင်းတရားကောင်းမြတ်တဲ့အစဉ်အလားမင်္ဂလာအခါတပါးပါအိုးချစ်စွာသောဥပရိမြတ်စွာဘဝတွေထွေတွေအခြေအနေကြောင်းလာတရေတမြေပြောင်းကြကရေကြီးရာနစ်နုရာစကားဥပမာဒီကြောင့်ဒီနဲ့နှစ်ပေါင်းရှိကြအနေကွာလမ်းမေမဲ့ခုလိုလေးတစ်နှစ်မှတစ်ခါပြန်လေတွေ့ဆုံကြတာဝမ်းမြောက်ပြီးဒီပြဆရာမကြီးများရဲ့အဆုံးအမခံယူတာဘာသာရေးသာသနာရေးရာနိုင်ငံရေးလူမှုရေးရာစီးပွားရေးရာပြာဆွေးနွေးတိုင်ပင်ကြရတာပျော်ရွှင်စရာကြောင်းတရားကောင်းမြတ်တဲ့အစဉ်အလားမင်္ဂလာအခါတပါးပါအိုးချစ်စွာသောဥပရိမြတ်စွာဘဝတွေထွေတွေအခြေအနေကြောင်းလာတရေတမြေပြောင်းကြကရေကြီးရာနစ်နုရာစကားဥပမာဒီကြောင့်ဒီနဲ့နှစ်ပေါင်းရှိကြအနေကွာလမ်းမေမဲ့ခုလိုလေးတစ်နှစ်မှတစ်ခါပြန်လေတွေ့ဆုံကြတာဝမ်းမြောက်ပြီးဒီပြဆရာမကြီးများရဲ့အဆုံးအမခံယူတာဘာသာရေးသာသနာရေးရာနိုင်ငံရေးလူမှုရေးရာစီးပွားရေးရာပြာဆွေးနွေးတိုင်ပင်ကြရတာပျော်ရွှင်စရာကြောင်းတရားကောင်းမြတ်တဲ့စင်လားမင်္ဂလာခါတပါးပါအိုးချစ်စွာသောဥပရိမြတ်စွာ
ကိုင်းနဲ့ထားကလောကကိုအလှဆင်နေသူများအိုးမြတ်စရာ တရားနဲ့တကိုင်းနဲ့ထားကလောကကိုပြုပြင်နေသူများ အိုးမြတ်စရာသံဃာနဲ့တကိုင်းနဲ့ထားကလူဘဝကိုပဲ့ပြင်နေသူများအိုးမြတ်စရာ မိဘနဲ့တကိုင်းနဲ့ထားကလူရက်ခွင်နှဆင်နေသူများအိုးမြတ်စရာ အနန္တငါးပါးတကိုင်းနဲ့ထားကအသက်ချရှာတပါဝင်ပါမြတ်စရာကိုပူဇော်ကြရာပန်းလှူတဲ့လက်ပွားပေါ်မှာပန်းရည်နဲ့လေးတွေပြင်ပြမှုကြံခဲ့သလိုပါမြတ်စရာများပူဇော်မွဲမှာသာဓုခေါ်ပါအနုမောဒနာတရားနဲ့တကိုင်းနဲ့ထားကလောကကိုအလှဆင်နေသူများအိုးမြတ်စရာ တရားနဲ့တကိုင်းနဲ့ထားကလောကကိုပြုပြင်နေသူများ အိုးမြတ်စရာသံဃာနဲ့တကိုင်းနဲ့ထားကလူဘဝကိုပဲ့ပြင်နေသူများအိုးမြတ်စရာ မိဘနဲ့တကိုင်းနဲ့ထားကလူရက်ခွင်နှဆင်နေသူများအိုးမြတ်စရာ အနန္တငါးပါးတကိုင်းနဲ့ထားကအသက်ချရှာတပါဝင်ပါမြတ်စရာကိုပူဇော်ကြရာပန်းလှူတဲ့လက်ပွားပေါ်မှာပန်းရည်နဲ့လေးတွေပြင်ပြမှုကြံခဲ့သလိုပါမြတ်စရာများပူဇော်မွဲမှာသာဓုခေါ်ပါအနုမောဒနာကောင်းရဲ့တော်ချူတပည့်တို့ရကြမှာ စိတ်ချယုံကြည်စွာကာယဝစီမနောချီတာဒီဒီလေးကပူဇော်ပရောဒာအိုးချစ်စွာတော်ချစ်စွာတော်အိုးပဲမြတ်စရာအိုးချစ်စွာတော်ချစ်စွာတော်အိုးပဲမြတ်စရာအိုးချစ်စွာတော်ချစ်စွာတော်အိုးပဲမြတ်စရာ ရှင်တော်မြတ်ဖရာတကိုင်းလေးညီတော်မြတ်ဆရာမြတ်တာစေတနာအေးအေးမြတ်မြတ်ပန်းကလေးညရွာဝေလန်းစီပြေရာဘဝဖြစ်စားလာဆုံးဖြစ်စီရန်ကာကြီးအစအဆုံးဖြစ်ပြုံးပြချော့ကဆုံးမပြုံးတာမြတ်တော်ဆရာအလိမ္မာတွေတို့မြင့်စီမှုပညာတွေပြီးဝင်ခဲ့တာအကျဉ်းနာပြေဝမြတ်စရာညီညာထားကြောင့်ဆုံးမနာယူလက်ကလေးကိုပတ်ဥခိုင်ပါတယ်မြတ်စရာမြတ်စရာနှစ်ပေါင်းများစွာပညာရေးဒီခရီးတစ်လျှောက်မှာကြာခဲ့ပြီပေါ့မြတ်စရာခေါင်းလုံးလန်းလေးတန်ချူဤကဟိုအဝေးမှလွင့်ပြန်လာခါငိုင်းနာထိုင်စရာဦးဘာကူလူလူတွေ့ကငေးကနှလုံးသားမှပီတိဝေဖြာစရုပ်လုံးယုံများမှာကြီးကြီးလေးတမတော်လေးမှာရောက်ရှိနေပါသည်ကိုဒီရောချမ်းပင်ရစီကတရားအဖို့ပြီးဝေခဲ့တာဆရာဆရာဦးရဲ့ဆရာဦးဆရာဦးရဲ့ဆရာဦးလူမခုနိုင်တဲ့ပညာရွှေဦးပြီးလိုက်ရလူရင်မကြည့်လူဝဲတာ
တာညီညာထားကြွဆုံးမနာယူလက်ကလေးကိုပတ်ဦးခိုက်ပါတယ်မျက်စရာမျက်စရာရှင်တော်မြတ်ဖရာတကယ်ကြီးတော်မြတ်ဆရာမြတ်တာစေတနာအေးအေးမြတ်မြတ်ပန်းကလေးများစွာဝေလန်းစီခဲ့တာဘဝကြီးစားအလားဆုံးဖြစ်စေရန်ကာကြီးအစားအဆုံးဖြစ်ပြုံးပြချောကဆုံးမပြောတာမြတ်တော်ဆရာအလိမ္မာရီတို့မြင်စီဖို့ပညာရီပြီးဝင်ခဲ့တာအကျဉ်းနာပြေဝမြတ်ဆရာ